ဘုရားဝတ္တဖြစ်တာဟာဆုတောင်းရုံနဲ့ရသလားနိဗ္ဗာန်မရဘူးမြတ်စွာဘုရားကိုကိုးကွယ်တာရောစီးပွားဥစ္စာတက်ဖို့ကိုးကွယ်တာလားဆိုမဟုတ်ဘူးဘုရားမကိုးကွယ်ပဲနဲ့တထေးဖြစ်နေတဲ့လူတွေအများကြီးရှိတယ်နော်ကိုယ်တောင်ချမ်းသာတယ်ကဘာမှာတထေးကြီးတွေပဲဘုရားကိုးကွယ်တာဟုတ်အဲ့တော့ပမာပြေကလူတွေလို့ရေရရခြေတာလည်းမလုပ်ဘူးပေးတယ်မေးတာလည်းမလုပ်ဘူးတထေးကြီးတွေပြေးအဲ့တော့ရေရခြေချင်းပေးတယ်မေးချင်းဘုရားကိုယ်ွယ်ခြင်းဟာစီးပွားဥစ္စာတွတ်တဲ့ခြင်းအကြောင်းမဟုတ်ဘူးဆိုတာစဉ်းစားကြည့်လို့ရတယ်လေစဉ်းစားကြည့်လို့ရတယ်အဲ့တော့တထေးဖြစ်ဖို့ဆိုတာကသူနိဒာနဲ့သူသွားတာအခုဘုရားဝတ္တတွေကတထေးဖြစ်ဖို့တဲ့ပါတော့ဆိုရင်ဘုဒ္ဓခါရီတက်တာဖို့နောက်ဆုံးနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဒါဘုရားဝတ္တတွေရဲ့ရည်မှန်းချက်ဖြစ်တယ်ပေါ့အဲ့ဒါကိုမပြောက်ဖို့လို့